玩大比地骗你的功能。哎，那你阿里月了不lo不了，你们搞路啦？我比呀来，没比。你，你等于哪个多的？哦，等米嘞，还哪个多啦？哪个？等米诶，就让我们标啥子都酷酷，你时间别让嘛不？你帮妈妈屁股，帮妈屁股压嘞压。来，抬啦！你好，你我妈抬呢你。你等米诶，没追到了，叫别喏。你有面追的，好啦，干嘛别追别的？个多少嘛别？哪个多啦？哪个你了？我今嘛的你我他这边帮谁的帮谁，这边的不得了的哪个多啦？有在家十来步的，你就苦赚下去，这边边的。家里家刚出来的，讲嘞，有在家还够。哦，还够六年嘞，到被欧是公里啦，你。家里这边懂了，以前讲了，好啦，到来家这边，个头，等米嘞个头，好比，အခုလိုလူကြီးသူမကိုတိတက်တယ်ငါသမီးလေးမိဘအားကိုအားထားတယ်သမီးကောင်းရတနာလေးဖြစ်ပါစေကွယ်ပေးရဆိုလည်းဖြစ်ပါစေဟုတ်ပြီအော်အနီမေတော့ခဏလေးစမဟုတ်ပေးမယ်ဟဲ့အလီမလို့ကျိုးမလို့ကျိုးအလီမလို့တာပေးရမှာပေါ့ကိုကလေးတွေပေးမယ်ခဏလေးပဲထိုင်စားမလို့ပါအဲ့မိုးမေဆိုသမီးတော့မရဘူးအနီကသမီးလေးကိုမဝိုးပေးချင်နေတာကြာပြီလမ်းမကြုံလို့အခုကြုံငယ်တခါလေးပြေးလိုက်မယ်မြင်ကြဆဆဟုတ်ပြီလားခဏဆောင်တော့အမလေးလူကြီးရသမီးအားနာတော့ရတယ်ပတ်စံဘေးနားထားမိတယ်ခဏလေးတော့သမီးမပြန်နိုင်ဘူးနော်ဟုတ်တယ်မဟုတ်လို့ကျင်တော့လာကြတော့လို့ထင်ပါအောင်မယ်အနီရဲ့ဒုက္ခပါပဲငါ့ကိုသမီးကိုထင်ပါတော့မယ်အနီဒီလောက်ထိရှာနေပုံထောက်တော့ငါ့ကိုမများစားပေးမလားမသိဘူးငါသိတော့ပေးမလားမသိဘူးငါတော့ထောပြီးဒါကတော့တန်ဝိုင်းရအနီအေးသေးတာတမီးအရင်လိုချင်တာမဟုတ်အနီရဲ့သိလားအေးသေးရဒီမှာဒီရောက်နေတာကိုသမီးရဲ့ရှာတာနည်းနည်းကြာသွားတယ်စိတ်မရှိနဲ့နော်အမေကအားနာနေတော့အနီကိုတမီးလိုချင်တာမဟုတ်ဘူးမလိုချင်တော့ဘယ်ရမလဲလူကြီးကစေတနာနဲ့ပေးတာပျော်ပျော်ရွှင်ရွှင်နဲ့လက်ခံရမှာပေါ့ဟုတ်တယ်မလားအေးခဏစောင့်ဒီမှာခဏနော်သမီးအများကြီးပြီးတော့ဘယ်လောက်ပြုံးသမီးရော့မဟုတ်တာအနည်းရဲ့စေတနာရော့မြန်ယူပါအာမနာနဲ့ရော့အေးမြန်ယူအာမနာနဲ့အေးਠੀਕရပျော်ရတယ်မလားဝမ်းသာပီတိဖြစ်နေတဲ့ပုံနဲ့သမီးအာရီရွေလို့ဘလို့ပြလာနေမကောင်းလို့လားလာတော့ကတော့နေကောင်းတယ်အနီပြောပါတယ်လေသမီးရဲ့အဲ့ဒါဆိုလို့ချင်းစေးကန်းသွားလိုက်ရဲ့အနီဘေးကပတ်စံနဲ့စေးကန်းသွားဒါဆိုတာမနှမျောအောင်ကျမ်းမရဲ့မနှမျောအောင်ဘူးနော်အရေးကြီးတယ်ဒီအနဲ့စေးကန်းဟုတ်တယ်စေးအကောင်တော့မသုံးညနဲ့နော်တရက်တည်းဒီကဘာကျက်စစ်လုံးဝလုံးမရသမီးရဲ့အနီကညဆဆပေးလိုက်လို့ရတယ်အနည်းအနေထားနဲ့ဒါပေမဲ့ကလေးတွေကြက်စီးမှာဆိုလို့လူငယ်တွေကပတ်စံများပြီးကြက်စီးတယ်စေတနာနဲ့စေတနာအနည်းရဲ့စေတနာသမီးသမီးမကင်နဲ့တော့လေအဲ့ဒါတွေကလူကြီးကိုကြော့ပြီးချတော့နေမကောင်းဖြစ်တာငိုစရာမှမဟုတ်တာဝမ်းမနေနေနဲ့အနီဘေးပတ်စံနဲ့ဆေးကန်းသွားလိုက်မနှံ့မျောနဲ့ဒါပေးဖို့တအိမ်လုံးပတ်ရှာလူကြီးဆိုတော့အသက်ကြီးပြီလေသမီးမိတတ်တာမိတတ်တာငိုမနေနဲ့နေမကောင်းတာငိုစရာမဟုတ်ဘူးသွားဆေးကန်းသွားတော့မယ်နော်ဆေးကန်းသွားဒါဒီထားခဲ့တော့လူကြီးကြော့ပြီခုခေတ်လူငယ်တွေများနေမကောင်းဖြစ်တာကိုစိတ်ကန်းသွားဖို့ပတ်စံနှံ့မျောတာနဲ့မဲ့ရွဲ့နေတာညာတော့မရှောက်နဲ့အနီရဲ့အဲ့ဒါကြောင့်စိတ်ကန်းမြန်သွားလာတော့တက်ကြွဟုတ်တယ်ပြန်မစိတ်တက်ပါကြာတယ်စိတ်ကန်းသွားနော်ပတ်စံနှံ့မျောနေတယ်